ကျွန်တော်တို့အာဘီလိုဝါကိုလက်ရှိအခြေအနေမှာအပြစ်တင်ဖို့လဲစောသေးတယ်လို့ချီးကျူးဖို့လဲစောပါသေးတယ်တစ်ချက်တော့စောင့် Hello အားလုံးပဲမင်္ဂလာပါ Hala Madrid Show ရဲ့ Facebook YouTube နဲ့ TikTok platform အကုန်လုံးကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးခဲ့ကြပါဦးအဲ့တော့ Real Madrid အသင်းရဲ့ယာယီနီးပြဖြစ်တဲ့ Alvaro Arbeloa ကို Real Madrid ကစားသမားတွေဖြစ်ကြတဲ့ Vinicius Junior Antonio Rudiger Tchouaméni Thibaut Courtois Fede Valverde တို့လိုကစားသမားတွေအကုန်လုံးကထောက်ခံအားပေးနေပြီးတော့နောက်ရာသီမှာအသင်းရဲ့အမြဲတမ်းနီးပြဖြစ်ဆက်ရှိစေခြင်းနေရဆိုပြီးတော့သတင်းတွေကျွန်တော်တို့တွေ့ရတယ်အဲ့တော့ Alvaro Arbeloa တော်တော်လေးကိုတော်ပါရဲ့လို့ပြောရမယ်ဒီကစားသမားတွေရဲ့ယုံကြည်မှုထောက်ခံအားပေးမှုကိုရအောင်ယူနိုင်ခဲ့တဲ့တစ်ချက်နဲ့ကျွန်တော်တော်တော်လေးကိုချီးကျူးရမယ်အထူးသဖြင့်ဒါလူငယ်အသင်းကနေပြီးတော့အသင်းကြီးကို promote လုပ်ခြင်းခံရတဲ့နီးပြတစ်ယောက်အနေနဲ့ဒါကစားသမားတွေနဲ့ relationship ကောင်းကိုယူနိုင်ခဲ့တယ်ဇာဘီအလွန်ဆိုထွက်ခွာခဲ့ရခြင်းကလေအဓိကပြဿနာဒါပဲသူနဲ့ကစားသမားတွေကြားထဲမှာဆက်ဆံရေး break ဖြစ်သွားတယ်အဲ့ဒီအချက်ကပဲဇာဘီအလွန်ဆိုကိုဆွဲချသွားခဲ့ပြီးတော့နောက်ဆုံးမှာသူအသင်းနဲ့လမ်းခွဲခဲ့ရတယ်ပေါ့နော်အထူးသဖြင့် Vinicius Junior ကို El Clasico မှာလူစားလဲခဲ့ပြီးရဲ့နောက်ပိုင်းမှာဒါ Vinicius Junior ဥဆောင်ပြီးတော့ဂလန်ကဆန်လုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်ဇာဘီလွန်ဆိုတော့ထွက်ခဲ့ရတယ်အာဘီလိုဝါရောက်လာတဲ့အချိန်မှာလည်းကျွန်တော်တို့ပထမပိုင်းမှာတော့ကစားသမားတွေနဲ့အဆင်မပြေဘူးဆက်ဆံရေးကပြိုလဲနေတဲ့အာဘီလိုဝါရဲ့အရေးချင်းပေါ်မှာသူတို့ကတန်တရားရှိတယ်ဘာညာဆိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့လက်ရှိအခြေအနေမှာကျွန်တော်တို့အသင်းကဒီလအတွင်းမှာကန်တဲ့9ပွဲစလုံးကိုအနိုင်တွေကြီးပဲယူလိုက်တယ်အဲ့မှာအာဘီလိုဝါနဲ့ကျွန်တော်တို့ Madrid ကဒါအန်ဝင်ခွင်ကြကျွန်တော်တို့ကစားကွက်အပြင်ကိုကစားသမားတွေနဲ့ relationship ကပါအရန်ကိုအရေးပါတယ်ဒီလိုမျိုး Madrid လိုမျိုးကျယ်စင်စုကစားသမားတွေကိုအုပ်ချုပ်မယ်ဆိုရင်ဩဇာပါဝါအာနာကြီးပဲတီးတန့်သုံးနေလို့လည်းမရဘူးကစားသမားတွေရဲ့အလိုက်ထိုက်ကိုကျွန်တော်တို့ဘယ်လိုပြောရမလဲအလိုလိုက်ပေးနိုင်ရမယ်ကစားသမားတွေနဲ့ကြားမှာဒါအပြန်အလှန် relationship တခုကောင်းနေမှာ Real Madrid လိုနီးပြနေရမှာကြာကြာရပ်တည်နိုင်မှာဖြစ်တယ်ဒီအချက်ကြောင့်လည်းပဲကာလိုအန်ဆယ်လော့တီဒီနှစ်အကြာကြီး Real Madrid မှာဒီ2022ပြန်ရောက်လာပြီးရဲ့နောက်မှာတောက်လျှောက်သူနေနိုင်ခဲ့တယ်ပေါ့နော်ဇီဒန်လည်းဇီဒန်တော့လည်းပဲဒီပုံစံပဲဒါကျွန်တော်တို့ Benitez ထွက်သွားပြီးရဲ့နောက်မှာဇီဒန်ဒီ promote လုပ်ခံရတဲ့လူငယ်အသင်းကနေပြီးအဲ့ဒီနောက်မှာဒီဒုတိယချယ်ဆင်စုကစားသမားတွေနဲ့ relationship လုံးဝကောင်းသွားပြီးရဲ့နောက်မှာကျွန်တော်တို့ Champion League တွေအကြိမ်ကြီးယူနိုင်ခဲ့တယ်အာဘီလိုကလည်းဇီဒန်ရဲ့လမ်းစဉ်အတိုင်းပဲသူဒီလူငယ်အသင်းကနေလာတဲ့လာသင်းကြီးကစားသမားတွေနဲ့ relationship ကောင်းသွားတယ်နောက်ပြီးတော့လူငယ်ကစားသမားလေးတွေကိုလည်းသူအများကြီးဒါအသင်းကြီးကိုခေါ်ပြီးတော့မြေတောင်မြှောက်ပေးထားတယ်ပေါ့နော်အဲ့တော့ Madrid ပရိသတ်တွေကရောAlvaro Arbeloa ကိုနောက်ထပ်ရာသီမှာနီးပြချုပ်အဖြစ်ကိုဆက်ပြီးတော့မြင်ကျင်သေးလားသူ့ကိုလက်ရှိရာသီပြီးသွားရင်ယာယီနီးပြပုံစံမျိုးနဲ့ပဲဒါလူငယ်အသင်းကိုပြန်ရောက်သွားစေချင်လားပေါ့နော်တစ်ချက်လောက်ဆွေးနွေးပေးခဲ့ကြပါအောင်ကျွန်တော်တို့ Arbeloa ကိုလက်ရှိအခြေအနေမှာအပြစ်တင်ဖို့လဲစောသေးတယ်လို့ချီးကျူးဖို့လဲစောပါသေးတယ်တစ်ချက်တော့စောင့်ကြည့်ရအောင်မယ်အနေအထားမျိုးမှာရှိတယ်အဲ့တော့တစ်ချက်လောက် comment မှာဆွေးနွေးပေးခဲ့ကြ